အားလုံးပဲမင်္ဂလာပါရှင်။တမီတို့ကတော့ Grade 7မှာပညာသင်ကြားနေတဲ့ Project 2မှာကျောင်းသားကျောင်းသူများပဲဖြစ်ပါတယ်ရှင်။တမီတို့အဖွဲ့ပြောမယ့်အကြောင်းအရာကတော့တိုက်ကြီး9တိုက်မှာပါဝင်တဲ့အာဖရိကတိုက်အကြောင်းပဲဖြစ်ပါတယ်ရှင်။ အာဖရိကတိုက်ဟာဆိုရင်ကမ္ဘာပေါ်မှာအာရှတိုက်ပြီးဒုတိယမြောက်အကြီးဆုံးနဲ့ဒုတိယမြောက်လူဦးရေအများဆုံးတိုက်ကြီးဖြစ်ပါတယ်။ကျူးမြတ်ကိုပါတဲ့တဲ့အကျယ်ဝန်းအပြင်33.2 တန်းစီရင်ကီလိုမီတာစတူရဲမှာ17.8 တန်းလောက်ကျယ်ဝန်းပြီးကမ္ဘာမျက်နှာပြင်စုစုပေါင်းရဲ့600ခန့်နှုန်းနဲ့ကမ္ဘာကုန်ပြီးစုစုပေါင်းရဲ့20.4 ရာခိုင်နှုန်းကိုနေရာယူထားပါတယ်။2009ခုနှစ်စာရင်းအရနဲ့မြေပေါင်း62ခုမှာလူဦးရေ1ဘီလီယံများရှိပြီးကမ္ဘာလူဦးရေစုစုပေါင်းရဲ့17.82 ရာခိုင်နှုန်းများရှိပါတယ်။အာဖရိကတိုက်ကိုမြောက်ဘက်မှာမြေထဲပင်လယ်အရှေ့မြောက်ဘက်မှာစီနိုင်ကျွန်းဆက်တရှောင်းစူးအပ်တူးမြောင်နဲ့ပင်လယ်လီအရှေ့တောင်ဘက်မှာအိန္ဒိယသမုဒ္ဒရာအနောက်ဘက်မှာအတ္တလန္တိတ်သမုဒ္ဒရာတို့ကဝန်းရံထားပါတယ်။အာဖရိကတိုက်မှာအချုပ်အခြာအာဏာပိုင်နိုင်ငံပေါင်း54နိုင်ငံရှိပြီးမဒါဂတ်စကာနဲ့အခြားကျွန်းများကလည်းပါဝင်ပါတယ်။အာဖရိကတိုက်ကိုသိပ္ပံပညာဆိုင်ရာအတိုင်းဝိုင်းကလူသားကိုအစပြုရာဒေသအဖြစ်မှတ်ယူကြပါတယ်။လွန်ခဲ့သောနှစ်ပေါင်း9တန်းခန့်ကလူဝင်ကြီးများနှင့်သက်ဆိုင်သောအထောက်အထားကိုအာဖရိကမှာတွေ့ရှိရပြီးလွန်ခဲ့သောနှစ်ပေါင်း2သိန်းကျော်ကဖြစ်ပေါ်ခဲ့သောအစောဆုံးလူသားရဲ့အထောက်အထားကိုအီသီယိုးပီးယားနိုင်ငံနေရာတွင်တွေ့ရှိရပါတယ်။အာဖရိကကအီကွေတာကိုခွက်လျက်တည်ရှိပြီးရာသီဥတုအမျိုးစုံရှိပါတယ်။မြောက်ကဘာလုံးချမ်းရာသီဥတုမှာတောင်ကဘာလုံးချမ်းရာသီဥတုဖြတ်ချီတရရှိပြီးတခုတည်းသောတိုက်ဖြစ်ပါတယ်။အာဖရိကတိုက်ရဲ့စီးပွားရေးတိုးတက်မှုနှုန်းမှာ2010ခုနှစ်မှာ9ရာခိုင်နှုန်းဖြစ်ပြီး2017ခုနှစ်မှာ9.5ရာခိုင်နှုန်းဖြစ်ပါတယ်။ အာဖရိကကတောင်ဘက်သို့ထိုးထွက်နေတဲ့ကမ္ဘာမြေထုသည်အစူဝေးများမှာအကြီးဆုံးဖြစ်ပါတယ်။ဥရောပနဲ့မြေထဲပင်လယ်ပြင်ခြားထားပါတယ်။အာရှနဲ့အရှေ့မြောက်အဆူဆုံးအပိုင်းမှာစူအပ်တူးမြောင်ဖြင့်100 တန်မိုင်များခြားနေပါတယ်။ပထဝီနိုင်ငံရဲ့အားဖြင့်စူအပ်တူးမြောင်အရှေ့ဘက်ရှိအီဂျစ်နိုင်ငံရဲ့စီနိုင်ကျွန်းဆွယ်ဟာအာဖရိကရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်မှတ်ယူလေးရှိကြပါတယ်။မြောက်ဘက်အဆူဆုံးတူနီးရှားနိုင်ငံရှိရက်စ်ဘန်ဆက်ကမှာတောင်ဘက်အဆူဆုံးတောင်အာဖရိကရဲ့အကူဟတ်အငိုအထိမိုင်9000ခန့်များကွာဝေးပါတယ်။အနောက်ဘက်အဆူဆုံးနေရာဖြစ်တဲ့ကိတ်ဘာဒီမှာအရှေ့ဘက်အဆူဆုံးဆိုမာလီယာနိုင်ငံရဲ့ရက်ဟာဘွန်အထိမိုင်ပေါင်း4600ခန့်များရှိပါတယ်။ကန်ယူရန်ဟာမိုင်ပေါင်း16000ခန့်များရှိလျက်ပါတယ်။ဥရောပသည်စတူရန်မိုင်ပေါင်း4သန်းမြသာရှိပြီးအာဖရိကမြေမျက်နှာပြင်ရဲ့3ပုံ1ပုံမြသာရှိတော်လေအစွန်းအထွက်အများအပြားထိုးထွက်နေတဲ့အသက်ကြောင့်ကန်ယူရန်မိုင်ပေါင်း2000ခန့်များရှိပါတယ်။အာဖရိကမှာအကြီးဆုံးနိုင်ငံမှာအယ်ဂျီးရီးယားနိုင်ငံဖြစ်ပြီးအသေးဆုံးနိုင်ငံမှာအရှေ့ဘက်ကန်ယူရန်ကျွန်းစုများတွင်ရှိတဲ့ဆေရှယ်နိုင်ငံဖြစ်ပါတယ်။ကုန်းမကြီးပေါ်ရှိအသေးဆုံးနိုင်ငံမှာဂမ်ဘီယာနိုင်ငံဖြစ်ပါတယ်။အာဖရိကရဲ့ရာသီဥတုမှာအပူပိုင်းရာသီဥတုမှာစပြီးအလွန်မြင့်သောဒေသများမှာအာတိတ်တောင်ပိုင်းရာသီဥတုမျိုးအထိအမျိုးမျိုးအဆဆရှိပါတယ်။မြောက်ဘက်ပိုင်းတစ်ချမ်းမှာသိက္ခာနာရထို့မဟုတ်မိုးနဲ့ရေရှားဒေသမျိုးဖြစ်ပါတယ်။အလယ်ပိုင်းနဲ့တောင်ပိုင်းဒေသများမှာဆာဗာနာလွန်ပြင်များနဲ့အလွန်သိပ်တဲသောအုပ်မိုးရေတော်ဒေသများဖြစ်ကြပါတယ်။အာဖရိကကမ္ဘာပေါ်မှာအပူဆုံးတိုက်ဖြစ်ပြီး6တွေ့သောမြေနဲ့သိက္ခာနာရများကမြေမျက်နှာပြင်ရဲ့60ရာခိုင်နှုန်းကိုဖုံးလွှမ်းထားပါတယ်။အီကွေတာကအာဖရိကတိုက်ကိုအလယ်တဲတဲမှဖြတ်သွားရုံမကပဲအာဖရိကတိုက်လုံးနီးအပူပိုင်းဆုံးမှာကြာရောက်နေတဲ့အတွက်ကြောင့်ရာသီဥတုကအလွန်ပူပါတယ်။အာဖရိကတိုက်ရဲ့အရှေ့အလယ်ပိုင်းဒေသကကုန်းမြင့်ဖြစ်နေတဲ့ဖြင့်အာဖရိကအခြားပိုင်းထက်ပိုပြီးအေးပါတယ်။မြောက်ဘက်ဇုံနဲ့တောင်ဘက်ဇုံဒေသများကလည်းတမပိုင်းဇုံမှာကြာရောက်နေတဲ့အတွက်ကြောင့်ရာသီဥတုကအေးပါတယ်။အီကွေတာမြင်းအလယ်မှဖြတ်သွားတဲ့ဖြင့်အာဖရိကမြောက်ပိုင်းကဆောင်းရာသီဖြစ်နေတဲ့အခါမှာတောင်ပိုင်းကနွေရာသီဖြစ်ပြီးမြောက်ပိုင်းမှာနွေရာသီဖြစ်တဲ့အခါမှာတောင်ပိုင်းကဆောင်းရာသီဖြစ်နေတတ်ပါတယ်။အီကွေတာမြင်းတဲ့ကြောင့်ဒေသများမှာတဆင့်ကျန်ဒေသများမှာမိုးလွန်နေပါတယ်။ရှိဘက်ကမ်းခြေမှာမိုးပုံညာပြီးအနောက်ဘက်သို့ရောက်လေမိုးပါလေလေဖြစ်ပါတယ်။အာဖရိကတိုက်၏မိုးများသောဒေသများကကမ္ဘာပေါ်မှာမိုးများသောဒေသများတွင်ပါဝင်သောဒေသအချို့ဖြစ်ပါတယ်။အချို့ဒေသမှာတလင်းလင်းမိုးရေလက်မှာ100ခန့်ရပြီးအချို့ဒေသမှာမိုးလုံးဝမရွာပါ။အာဖရိကတိုက်ရဲ့4ပုံ1ပုံခန့်ဒေသကြီးများခြုံပုံများထူထပ်သောပေါက်နေပြီး4ပုံ1ပုံခန့်မြက်ခင်းဖြစ်ပြီး4ပုံ1ပုံမှာစာပြိုးလောက်ကိုင်းသည့်ဒေသဖြစ်ပြီးကျန်4ပုံ1ပုံမှာတက်ကန်နေရသည်ဖြစ်ပါတယ်။အာဖရိကမှာတဘာတန်တာရင်းမြစ်မှာဘုံများစွာရှိတော်လဲကမ္ဘာပေါ်ဆင်းရဲသောနှင့်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသောတိုက်တစ်ခုသာဖြစ်လျက်ရှိပါတယ်။ဒီလိုဖြစ်ရခြင်းအတွက်ကြောင့်ကြောင်းတရားမြောက်များစွာရှိပြီးဤထဲမှာတည်တည်နိုင်လောက်တဲ့ AIDS ငှက်ပြားအစရှိတဲ့ယောဂများပန်းနိုင်ခြင်းမကြခဏဒီခွင့်ပြင်းထန်ချိုးဖောက်မှုများပြုလုပ်လို့ရှိတဲ့အကျင့်ပြတ်ခြားစားတဲ့အစိုးရများရှိနေခြင်းဗဟိုမှာစီမံခန့်ခွဲမှုမှာယဉ်ခြင်းစာမတတ်မြောက်မှုအလိုမြင်မှာခြင်းနိုင်ငံခြားညီနှညွှန်နယ်မျိုးရှိနေခြင်းကြောက်ရတိုက်ခိုက်မှုမှာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကြီးရှိတဲ့လူမျိုးစုပဋိပက္ခနဲ့စေပွဲများရှိနေခြင်းစသည်တို့ပါဝင်ပါတယ်။2003ခုနှစ်ကုလသမဂ္ဂလူမှုဖွံ့ဖြိုးမှုစီရင်ကလာရအောင်ဆုံး25နိုင်ငံမှာအာဖရိကနိုင်ငံများဖြစ်နေပါတယ်။ကျင်းမွဲတည်မှုစာမတတ်မှုအာဟာရချွတ်တဲ့မှုရေရှိရေးနဲ့ရေပေးဝေမှုမလုံလောက်မှု
တို့အပြင်ကျမ်းမာရေးချိုးတဲ့မှုကလည်းအာဖရိကတိုက်မှာနေထိုင်တဲ့လူများသူကိုထိခိုက်စေပါတယ်2008ခုနှစ်ဩဂုတ်လမှာကမ္ဘာ့ဘဏ်မှာစင်းရဲမွဲတေမှုမြင်းအသစ်ဖြစ်တဲ့တနင်္လာနေ့$1.25ဝင်ငွေဖြင့်ကမ္ဘာ့စင်းရဲမွဲတေခြင်းခံမှန်းချက်ကိုပြန်လည်သုံးသပ်ရာမှာဆာဟာရတောင်ပိုင်းလူဦးရေ80.5%ရာခိုင်နှုန်းမှာ2005ခုနှစ်စာရင်းအရတနေ့ဝင်ငွေ$2.5အောက်နေထိုင်လျက်ရှိပြီးအိန္ဒိယနိုင်ငံမှာ85.7%ရာခိုင်နှုန်းအနောက်ရှိပါတယ်။တရားအသေးအရဆာဟာရတောင်ပိုင်းဒေသဟာကမ္ဘာပေါ်မှာစင်းရဲမွဲတေမှုလျှော့ချရာမှာအမောင်မြင်မှုအနည်းဆုံးဒေသဖြစ်ပါတယ်။1981ခုနှစ်မှာလူဦးရေ50%ရာခိုင်နှုန်းမှာစင်းရဲမွဲတေမှုရှိကြပြီး96ခုနှစ်မှာ58%ရာခိုင်နှုန်းတိုးတက်လာပြီး2005ခုနှစ်မှာ50%ရာခိုင်နှုန်းတိုးပြန်ကျသွားခဲ့ပါတယ်။ဆာဟာရတောင်ပိုင်းမှာနေထိုင်တဲ့ပြည်များလူစင်းရဲတအုပ်မှာတနည်းလျင်$80စင်းများဖြင့်နေထိုင်ကြပြီး2003ခုနှစ်မှာရှိတဲ့စင်းရဲနေမှာ1983ခုနှစ်ကတည်းကစင်းရဲတစ်ပြည့်အချို့သောဒေသများမှာစင်းရဲမွဲတေမှုပုံများလာသည်ကိုညွှန်ပြနေပါတယ်။အချို့သောအကြောင်းပြချက်များမှာနိုင်ငံခြားစီးပွားရေးနှင့်အစိုးရကဦးဆောင်ပြီးမအောင်မြင်တဲ့စီးပွားရေးတကားဖွင့်မှုကိုရည်ညွှန်းနေတော့လေအချို့သောဒေသတွေ့ရှိချက်နှင့်စီရင်ခံစာများအရာဆိုရသည့်စီးပွားရေး policy များအခြားပြည်မှာအကြောင်းအရာများထပ်ပိုသည်လို့ဆိုပါတယ်1995ခုနှစ်မှ2005ခုနှစ်အတွင်းအာဖရိကတိုက်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာမြင့်တက်လာခဲ့ပြီး2005ခုနှစ်မှာပြန်ပြ9%ရှိပါတယ်။အချို့သောနိုင်ငံများမှာစီးပွားရေးဖွံ့ဖြိုးမှုနှုန်းများပိုရင်းမြင့်မာပြီးအင်ဂိုလာနိုင်ငံ၊ဆူရန်နိုင်ငံနဲ့အီကွေတာဂီနီနိုင်ငံတို့မှာမှတ်သားလောက်ပဲမြင့်တက်လာခဲ့ပါတယ်။ထိုနိုင်ငံသုံးခုမှာဓာတ်ဆီထုတ်လုပ်မှုသို့မဟုတ်ရေနံထုတ်လုပ်မှုကိုလက်တလောစတင်ခဲ့တဲ့နိုင်ငံများဖြစ်ပါတယ်။အာဖရိကတိုက်မှာကမ္ဘာပေါ်ရှိကိုဘောသတ္တု90%ပလက်တီနမ်90%ရွှေ50%ခရိုမီယမ်98%တန်တလိုက်90%မန်ဂနီစ်64%နဲ့ယူရေနီယမ်3ပုံတစ်ပုံရှိသည်ဟုယုံကြည်ရပါတယ်။ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာမိုဘိုင်းဖုန်းထုတ်လုပ်ရာတွင်တန့်စင်အသုံးပြုရသောကလိုဒန်90%များရှိပြီးကမ္ဘာပေါ်ရှိစိန်ရဲ့30%များရှိပါတယ်။ဂီနီနိုင်ငံကကမ္ဘာပေါ်မှာဘောက်ဆိုက်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပါတယ်။အာဖရိကတိုက်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုမှာကုန်ထုတ်လုပ်မှုကိုသို့မဟုတ်စိုက်ပျိုးရေးကိုအခြေမခံပဲဝန်ဆောင်မှုကိုအခြေခံတဲ့ဖြစ်အလုပ်အကိုင်းမဖန်တီးပေးသောစင်းရဲမွဲတေမှုကိုလျှော့ချပေးသောဖွံ့ဖြိုးမှုပဲဖြစ်ပါတယ်။အမှန်တကယ်မှာ2008ကမ္ဘာစီးပွားရေးပြက်ကရဲ့ရိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာသော2008အစားအသောက်များ၏လုံခြုံမှုကကြောင့်တန်း100ကျော်သောလူတို့အတွက်အစားအသောက်များကိုအာမခံချက်မရှိတော့ဘဲဖြစ်သွားစေခဲ့ပါတယ်။လက်တလောနှစ်များတွင်တရုတ်ပြည်သူသမ္မတနိုင်ငံအားအာဖရိကနိုင်ငံများနှင့်ပုံမခိုင်မာသောဆက်ဆံမှုများကိုတည်ဆောက်ခဲ့ပါတယ်။2009ခုနှစ်မှာတရုတ်ကုမ္ပဏီများမှအာဖရိကတွင်အမေရိကန်ဒေါ်လာ1ဘီလီယံကျော်များရင်းနှီးမြှုပ်နှံခဲ့ပါတယ်။အာဖရိကတိုက်မှာကိုယ်ဝယ်ယုံကြည်မှုပေါင်းများစွာရှိပြီးအစိုးရများအနေနဲ့ကိုယ်ဝယ်ယုံကြည်မှုပေါင်းစုံရှိတဲ့နေရာတွင်စည်ရင်းထုတ်ပြန်ရန်မှာထိရှောက်လွယ်သောအကြောင်းအရာဖြစ်တဲ့ဖြင့်ကိုယ်ဝယ်ယုံကြည်မှုနှင့်ပတ်သက်၍စည်ရင်းအင်းများရရှိရန်ခက်ခဲပါတယ်။ကမ္ဘာဆွေစုံကျန်းရဲ့အစိုးရအစ္စလာမ်ဘာသာမှာကိုယ်ဝယ်မှုအများဆုံးဖြစ်ပြီးဒုတိယအများဆုံးမှာခရစ်ယာန်ဘာသာဖြစ်ပါတယ်။ဗြိတိန်ကဆွေစုံကျန်းရဲ့အဆိုအရ45%သောလူဦးရေမှာခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး40%မှာအစ္စလာမ်ဘာသာဝင်များဖြစ်ပြီးကျန်10%ခန့်မှာရိုးရာယုံကြည်ကိုယ်ဝယ်မှုများကိုလိုက်နာကြပါတယ်။အာဖရိကလူနည်းစုမှာဟိန္ဒူဘာသာ၊ဗုဒ္ဓဘာသာ၊ကွန်မြူနစ်ဘာသာ၊ဘာဟိုင်းဘာသာနဲ့ဂျူးဘာသာတို့ကိုယ်ဝယ်ကြပါတယ်။ဘာသာမဲ့လူဦးရေနည်းငယ်များလည်းအာဖရိကတွင်ရှိပါတယ်အခုလိုတမင်းတို့ပြောကြတာကိုနားဆင်ပေးကြတော့တဦးတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။